ဒီနေ့ဗီဒီယိုမှာတော့ video file တွေဖြစ်တဲ့ MP4 file တွေကို audio file MP3 file တွေဖြစ်အောင် convert လုပ်တဲ့နည်းကိုပြောပြပေးပါမယ်ဒီနေရာမှာ file တစ်ခုနှစ်ခုဆိုရင်တော့ဖုန်းနဲ့အေးအေးဆေးဆေးပြောင်းလို့ရပြီမယ် file တွေကိုအများကြီးပြောင်းမှဆိုရင်တော့ဒီနည်းကအချိန်ကိုသက်သာစီမှာပါဒီဗီဒီယိုလေးမစခင်နောက်ဗီဒီယိုတွေဆက်ပြီးတင်နိုင်မှုအတွက်ကျွန်တော်ရဲ့ page လေးကို follow လုပ်ပြီးအားပေးခဲ့ပါဦးဒါဆိုစလိုက်ကြအောင်ဒီမှာကျွန်တော်တို့က MP4 file တွေကို MP3 file ပြောင်းဖို့အတွက် VLC Media Player ကိုသုံးပါမယ်ဒီ software ကိုဘယ်လို download မလဲဆိုတော့အရင်ဗီဒီယိုတွေမှာတွားကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ VLC တွေကိုဝင်မယ်ဝင်ပြီးရင်ဘယ်ဘက်ပုံစံတော့ကျွန်တော် media ကိုဆက်နှိပ်ပြီးပါမယ်ဒီမှာ convert C ကိုတက်နှိပ်ပြီးမယ်ဒါဆိုရင်ဒီလိုမျိုး file လေးကြာလာလိမ့်မယ်ဒီလိုမျိုး file လေးကြာလဲဆိုရင်ကျွန်တော်တို့ BR လေးကိုနှိပ်ပြီးမယ် S ကတော့ဒီပြောင်းမဲ့ file တွေကိုထည့်ပေးရတာပါကျွန်တော်တို့အကုန်လုံးကိုဒီ video file အကုန်လုံးပြောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် control A နဲ့ပဲ select ပေးလိုက်မယ်ပြီးတော့ BR open လေးကိုနှိပ်ပြီးမယ်ဒါဆိုအကုန်လုံးရောက်လာပြီပြီးတော့ဒီအောက်က command C ကိုနှိပ်ပြလိုက်မယ်ဒီမှာ profile မှာကျွန်တော်တို့ audio MP3 ဆိုတော့ကိုရွေးပြရပါမယ်ဒါကဒီ MP3 file ဖြစ်ပြောင်းမယ်ဆိုတော့ကိုပြောသိချင်တဲ့အတွက်ပါပြီးရင်တော့ start ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်အပေါ်မှာ file တန်းကသွားနေပါပြီအောက်ကလည်းဒီ brain လေးကလည်းရွေးနေအောင်မြင်ရပါလိမ့်မယ်ဒါဆိုရင် file ကိုပြောင်းနေရပါအပေါ်မှာ file နင်းချင်းသွားပါပြီအောက်ကလည်းဆက်သွားနေပါတယ်ဒါဆိုရင်ကျွန်တော်တို့ folder ထဲကိုသွားကြည့်ပါမယ်ဒီမှာအပေါ်ဆုံးမှာ MP3 file တွေရောက်လာပါပြီအဲ့ဒီ MP3 file တွေကိုကျွန်တော်တို့ folder အသစ်တစ်ခုတည်းကိုသွားထည့်ပါမယ်ဒါမှ MP4 file နဲ့ MP3 file နဲ့ကွဲသွားအောင်လို့ပါအဲ့ဒီတော့ကျွန်တော် desktop ပေါ်မှာဒီ folder အသစ်တစ်ခုဆောက်ပါမယ် folder name ကိုတော့ MP3 file ဆိုပြီးတော့ folder name ပေးလိုက်ပါမယ်ပြီးရင်ဒီ MP3 file တွေကို select ပေးပြီးတော့ Ctrl H နဲ့ cut လုပ်ပြီးတော့ဒီ folder တွေကိုထည့်လိုက်ပါပြီဒါဆိုရင် MP4 file နဲ့ MP3 file ဆိုပြီးတော့ folder တစ်ခုစီဖြစ်သွားပါပြီโอเคဒါဆိုရင်တော့အဆင်ပြေကြပါသည်ဗျာ